ပတ်စံလေးအရင်ချစ်တယ်နော်ငါစီအဖေါ်ဒီအများကြီးခေါ်ပြီးလာခဲ့ပါခွဲလေးကော့ပြင်နော်အရင်လေးကျေးဇူးတင်ပါတယ်ဒီနေ့ဒီချိန်ဒီအသုံးပြုခဲ့တာတွေအတွက်လည်းကျေးဇူးတင်ပါတယ်ခွဲလှလှလေးကော့ပြင်မယ်နော်အရင်ချစ်တယ်ပတ်စံလေးအေးချမ်းပါစီပတ်စံထဲမှာငွေအမြဲပြည့်ပြီးတော့ပိတ်နေတဲ့လက်တွေပွင့်သွားစေဖို့လျှို့ဝှက်ချက်ကတင့်အိမ်ကတနခါတုံးလေးဆိုတာရောသင်သိပါသလားယူဖကြောင့်မလို့ထင်ရတဲ့နီးလန်းဆိုပေမဲ့ငွေဝင်ကျန်းနေလို့လူပြောများနေတဲ့မုတ်ဖိုးရှာနီးလေးပါဗီဒီယိုတွေကညီမလေးပြောသားသလိုအခု online ပေါ်မှာနာမည်ကြီးနေတဲ့ငွေရှာနီးလေးပေါ့နော်အရင်နီးလုံးဝမလိုပဲနဲ့အလွယ်တကူငွေရှာနီးလေးရတော့ကျမတို့မြမရွရတနခါကိုအသုံးပြုပြီးတော့ပတ်စံပေါ်မှာပကော့ကွက်တဲ့နီးလန်းလေးပါသူများတွေကဘေးကကြည့်ရင်ယူနေတယ်လို့ထင်ရပေမဲ့ဒီနီးလန်းလေးကိုအသုံးပြုကြည့်တော့ထူးထူးခြားခြားမုတ်ဖိုးတွေလည်းရတယ်ငွေဝင်လန်းတွေလည်းအများကြီးပွင့်တယ်လို့ဆိုပါတယ်ရှင်လုံနီးလေးကတော့အရန်ကိုလွယ်ကူရွေးချင်ပါတယ်မိမိလက်ထဲမှာရှိတဲ့ပတ်စံပေါ့နော်ဘာရမဲဖြစ်ဖြစ်အဲ့ဒါအသုံးပြုလို့ရပါတယ်အဲ့ဒီပတ်စံလေးကိုယူပြီးတော့ရွှေပြည်နှန်းတနခါဖြစ်ဖြစ်တနခါတုံးဖြစ်ဖြစ်သွေးပြီးတော့တနခါလေးတွေနဲ့အဲ့ဒီပတ်စံလေးတွေပေါ်မှာပခွက်လေးတွေကွက်ပေးရတာပါပတ်စံပေါ်မှာတနခါပခွက်လှလှလေးတွေကွက်ပေးနေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ဖြစ်ကိုယ့်ရဲ့ပါးစပ်ကဖြစ်ဖြစ်ပြောပေးရမယ်ဘယ်လိုပြောပေးရမလဲဆိုတော့ပတ်စံလေးကြီးမြို့ငါအရန်ချစ်တယ်မြို့ကိုကျေးဇူးလဲတင်တယ်နောက်ထပ်နေ့တငယ်ချင်းအပေါင်းဖော်တွေလည်းခေါ်လာခဲ့နေ့ကိုငါတုံးဆွဲခဲ့ရတဲ့အတွက်လည်းအရန်ကျေးဇူးတင်တယ်နောက်လာမယ့်ပတ်စံလေးတွေတက်လည်းကျေးဇူးတင်ပါတယ်အခုလက်ထဲမှာလက်ရှိနေပေးလို့လည်းကျေးဇူးတင်တယ်ပတ်စံလေးအေးချမ်းပါစေဆိုပြီးတော့ကျေးဇူးတင်စကားကိုရိုးရိုးသေးသေးနဲ့တလေးတစားပြောပြီးတော့တနခါပခွက်ကြားလေးတွေကွက်ပေးရပါမယ်အဲ့လိုတနခါပခွက်ကြားလေးတွေကွက်ပေးလဲပတ်စံလေးတွေကတနခါလေးတွေခြောက်သွားတဲ့အခါမှာမသုံးဆွဲဖြစ်ပဲနဲ့ပတ်စံအိတ်ထဲမှာထည့်ပြီးတော့အဆောင်လေးအနေနဲ့ထားပါမယ်ရှင်အရင်နည်းလဲမလို့အကျိုးကျေးဇူးလည်းမရုပ်တဲ့ထူးဆန်းတဲ့ငွေရှာနည်းလေးပါနော်ဒီချက်နဲ့ပတ်သက်ပြီးကျမတို့သိပ္ပံနည်းကျစိတ်ပညာစွမ်းအင် theory နဲ့ဆွဲဆောင်မှုနည်းရမှအမြင်တွေကထပ်တိုးလေ့လာကြည့်အောင်နော်ဒါကိုအပြင်ပန်းကြည့်ရင်ကလေးကလားဆန်တဲ့အယူအဆရိုးရာဆန်တဲ့အယူအဆလို့ထင်မြင်နိုင်ပါတယ်ဒါပေမဲ့စိတ်ပညာနဲ့စွမ်းအင်ပိုင်းအရကြည့်ရင်ဒါကအမတန်ထက်မြက်တဲ့ manifestation စိတ်ကူးကိုလက်တွေ့ဖြစ်အောင်ယုံလုံးဖော်ဆွဲဆောင်ပြီးတစ်ခုပါကမ္ဘာပေါ်မှာရှိတဲ့ငွေစက်ကူမှစလို့ပေါ့နော်အရာဝတ္ထုအားလုံးဟာတီးခြားစွမ်းအင်လှိုင်းတွေရှိကြပါတယ်လူအများစုကနေ့စဉ်နဲ့မျှငွေမရှိဘူးဘိုင်ပြက်နေတယ်ကုန်ကျစရိတ်တွေကများလိုက်တာလို့ညှဉ်းညူနေတယ်ဆိုရင်အပြည့်စုံချင်းရှားပါခြင်းဆိုတဲ့စိတ်ခံစားချက်တွေကအနှုတ်လက္ခဏာစွမ်းအင်တွေနဲ့ပဲရှင်သန်နေကြတဲ့အတွက်စွမ်းအင်ရဲ့နိယာမရဆင်းရဲမွဲတေမှုငွေကြေးပူပန်မှုတွေကိုမိမိစီကိုထပ်မံဆွဲဆောင်မိတာပါပဲသူ့လိုပတ်စံလေးကိုကလေးတယောက်လိုဂရုတစိုက်နဲ့ချစ်ခင်နေခြင်းကငွေကြီးပေါ်မှာချစ်ခင်မြတ်နိုးခြင်းနဲ့ပြည့်စုံကြွယ်ဝခြင်းဆိုတဲ့စွမ်းအင်လှိုင်းဘက်ကိုချက်ချင်းပြောင်းလဲသွားစေတာဖြစ်ပါတယ်ကျေးဇူးတင်ခြင်းဟာကမ္ဘာပေါ်မှာအမြင့်မားဆုံးသောစွမ်းအင်လိုင်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီစွမ်းအင်ကမိမိရှိကိုငွေကြေးတွေပို့ပြီးလာအောင်တန်လိုက်လို့ဆွဲဆောင်ပေးမှာပါ။ဒါအပြင်စိတ်ပညာရကျမတို့ရဲ့အုံနောက်မှာအာယုံစူးစိုက်မှုစနစ်တစ်ခုရှိပါတယ်။အဲ့ဒီစနစ်ကကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုပဲပတ်ဝန်းကျင်ကနေအာယုံစိုက်ပြီးရှာဖွေပေးတာပါ။ကိုကပတ်စံပေါ်မှာအလင်းနဲ့ထားပြီးကျေးဇူးတင်စကားပြောနေတဲ့အချိန်မှာကိုယ်အုံနောက်မှာရှိတဲ့ ray စနစ်ကနိုးကြလာပြီးတော့နေ့စဉ်ဘဝမှာငွေပြိုရမယ့်နီးလန်းတွေမဟုတ်ရနိုင်မဲ့လမ်းစာတွေစီးပွားရေးအမြင်တွေပုံမြင်တာအောင်အလိုအလျောက်ရှာဖွေပေးတတ်ပါတယ်။ဒီအပြင်တော့ငွေကြေးကိုအပြုသဘောဆောင်တဲ့စွမ်းရည်နဲ့တုံ့ပြန်လိုက်တာမိမိစီကိုငွေကြေးတွေအလွယ်တကူရောက်လာအောင်လမ်းဖွင့်ပေးလိုက်တာပါပဲ။တနခါဆိုတာမြန်မာလူမျိုးတွေရဲ့အေးချမ်းခြင်းနဲ့မှုပြန်ခြင်းဆိုတဲ့ပြည့်ရုပ်ဖြစ်တာမို့လို့ပတ်စံကိုတနခါလူပေးတာကိုယ့်ရဲ့စိတ်အာရုံကိုလည်းကြည်လင်လန်းဆန်းစေပါတယ်။ဒါဟာအတိတ်ပဲမရှိတဲ့အလုပ်လုံးဝမဟုတ်ပါဘူး။မိမိရဲ့စိတ်စွမ်းရည်အနှုတ်လက္ခဏာဆောင်နေတဲ့စိတ်စွမ်းရည်ကိုအပေါင်းလက္ခဏာပြန်ဆောင်လို့စိတ်တက်ပိုင်းဆိုင်ရာနဲ့ပြောင်းရွှေ့ပေးတဲ့အလေးအကျင့်ပါအရင်နီးလဲမလို့ပဲဘလူးကိုမှလည်းဒုက္ခမပေးတဲ့စိတ်ကိုပျော်ရွှင်စေတဲ့နီးလန်းဖြစ်တာမို့လိုက်လုပ်ကြည့်စေချင်ပါတယ်ရှင်စိတ်အဟောင်းကိုဖျက်တောက်ပြီးစိတ်အစ်စ်ကိုပြောင်းလဲလိုက်တဲ့အခါမှာကန်ဆာတာတွေကလိုက်ပွင့်လန်းလာမှာပါကဲကျမရဲ့မိတ်ဆွေတွေရောအခုလိုပတ်စံကိုတနခါလိမ့်ပေးတဲ့ထူးထူးဆန်းနီးလန်းလေးကိုကိုယ်တိုင်လက်တွေ့စမ်းသပ်ကြည့်ဖို့စိတ်ကူးရှိလားဒါမှမဟုတ်အခြားထူးဆန်းတဲ့လက်ခေါ်တဲ့နီးလန်းတွေရှိရင်လည်းကွန်မန့်မှာဝင်ရောက်ရေးပြီးတော့မျှဝေပေးခဲ့ပါအောင်နော်